ကဲ United ပြည်အားလုံးပဲမင်္ဂလာပါအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်လာမယ့်စောင်းရသည်အပြောင်းရွှေ့ကြလို့ရှိရင်ကျွန်တော်တို့ United အသင်းကနေပြကြီးအမိုရင်ကိုဆက်လက်ပြီးတော့ငွေသုံးစွဲခွင့်ရှိတယ်ဆိုပြီးတော့သတင်းတွေမှာဖော်ပြလာအောင်တွေ့ရတယ်အဲ့တော့ကျွန်တော်တို့အသင်းကအခုလက်ရှိမှာ Premier League အဆင့်6ထိရရှိထားတယ်ဗျာပွဲစဉ်ကိုဝယ်ပြီးတော့တဲ့အချိန်မှာအဲ့တော့နီးပြကြီးအမိုရင်ကိုလည်းနောက်ထပ်ပတ်စံသုံးစွဲခွင့်ပေးမယ်ဆိုတော့လိုအပ်နေတဲ့ကွင်းလင်ကစားသမားကိုပဲဆက်လက်ပြီးတော့ခေါ်ဆောင်သွားမှဆိုတာကတော့ကျွန်တော်တို့ဆက်လက်ပြီးတော့စောင့်ကြည့်သွားရအောင်မယ်ကားလို့စ်ဘာလီဘာနဲ့စတေလာဒီနှစ်ယောက်ထဲကတယောက်ရမယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေမယ်အဲ့တော့ဒီရှေ့မှာသတင်းထွက်ခဲ့တဲ့ဒီဘုံမောက်အသင်းကကစားသမားကိုကျွန်တော် United အသင်းကဒီတန်း90နဲ့ကမ်းလှမ်းမှုတချို့ပြုလုပ်ခဲ့တယ်ဒါကိုဘုံမောက်အသင်းကပယ်ချသွားတယ်ဆိုပြီးသတင်းတွေမှာဖော်ပြလာအောင်တွေ့ရတယ်အဲ့တော့ကျွန်တော်အသင်းကအခုချိန်မှာကတပွဲနဲ့တပွဲကပို့ပြီးတော့ကောင်းလာတယ်တစ်ဖက်အသင်းနီးပြတွေကတောင်းပါပဲသူတို့ပြောတယ်သူတို့အခုတွေ့နေရ United ကပြီးခဲ့တဲ့ရာသီတုန်းက United အသင်းမဟုတ်တော့ဘူးအရာအလုံးပြောင်းလဲသွားပြီရင်ဆိုင်ရတာခက်ခဲတဲ့အသင်းတစ်သင်းဖြစ်သွားပြီဆိုပြီးသူတို့ဝန်ခံထားကြတယ်ဗျအဲ့တော့ညီကိုတို့ရေဘယ်လိုမြင်နေရှိကြလဲကိုအသင်းကိုဒီလိုအခြေအနေရောက်လာကျင်းတဲ့အားရမှုရှိရလားဗျနောက်ဗီဒီယိုမှာပြန်တွေ့မယ်ဗျ